Manchester United နဲ့ Bruno Fernandes အရှုပ်တော်ပုံအားလုံးပဲမင်္ဂလာပါဗျာ Messi 55 Auto Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ် Manchester United ပရိသတ်တွေအတွက်နေရာဒီအပြောင်းရွှေ့ကာလအစမှာပဲရင်ကုန်စိတ်လုံရှားစာသတင်းတွေကအစင်းသေးစောက်ကြနေပါတယ် United ဟာပြီးခဲ့တဲ့ရာသီမှာအဆင့်15ကနေရာသီသိမ်းထားတဲ့ပြင် Europa League မှာလည်းချန်ပီယံဖြစ်ခဲ့တာကြောင့်နောက်ရာသီမှာဥရောပဝင်ခွင့်ရရှိမှာမဟုတ်ပါဘူးဒါကြောင့် Man United ဟာကစားမအသစ်တွေခေါ်ယူရတာခက်ခဲလိမ့်မယ်လို့အားလုံးကထင်ခဲ့ကြပေမဲ့တကယ်လည်းတွေ့မှာတော့အထင်နဲ့အမြင်ကတက်တက်ဆင်အောင်လွဲခဲ့ပါတယ်United ဟာဝုကစားမမာတီယက်ကွန်ညာကိုခေါ်ယူပြီးကြောင်းဇွန်လ1ရက်နေ့မှာတင်ကြေညာနိုင်ခဲ့တဲ့ပြင် Brentford ကစားမ Brian Mbeumo ကလည်း Arsenal, Newcastle, Tottenham တို့ကိုညှင်းဆန်လို့ Manchester United ကိုပဲလာချင်းကြောင်းရွေးချယ်ခဲ့ပါတယ်။ United ဟာနောက်ဒီမှာအသင်းကိုနီးပြအေမိုရီစိတ်ကြိုက်အသစ်ပြန်လည်တည်ဆောက်ပြီးနီးပြရဲ့နောက်တန်း3ယောက်တန်းကစားကွက်ကိုပုံဖော်သွားတော့မှာပါ။ဒီအတွက်ကစားမအသစ်တွေခေါ်ယူရမှာဖြစ်တယ်လို့စီနီယာကစားမတွေကိုလည်းအသင်းမှာဆက်ပြီးခေါ်ထားနိုင်ဖို့အရေးကြီးပါတယ်။ Manchester United အသင်းကောင်းဆောင် Bruno Fernandes ကို Sorry Club A လေကအရန်ကိုခေါ်ယူခြင်းနေခဲ့တာပါ။အိမ်လေကကလပ်ဝေါ်ကကစားဖို့ရှိနေတာကြောင့်နီးပြနေရာကိုအင်တာမီလန်နီးပြဆိုင်မွန်အင်ဆာဂီနဲ့အစားထိုးလိုက်ပါပြီးအိမ်လေအတွက်နေရာဒီထိပ်တန်းဖြစ်မဲ့ကတော့ Bruno Fernandes ဖြစ်ပြီးယူလောက်ဆရာစာချုပ်နဲ့ကန်လန်းခဲ့ပါတယ်။အိမ်လေက Fernandes ကိုအရှိလေပိုင်းဒေသစီလာမယ်ဆိုရင်အရာအလုံးရရှိစေရမယ်လို့ကတိပေးခဲ့ပါတယ်။အိမ်လေကန်လန်းချက်မှာ Manchester United အတွက်ပြောင်းရွှေ့ခြင်းပေါင်တန်း100နဲ့ Fernandes ကိုတော့3နှစ်စာချုပ်အတွက်လောက်ခလာစာပေါင်တန်း100နဲ့ကန်လန်းခဲ့ပါတယ်။ဒီပမာဏကယူလောက်ဆရာဖြစ်ပြီး United ကလည်း Europa League Final မှာရှုံးပြလိုက်တဲ့ကအသက်30အရွယ် Fernandes ကလည်းဒီကလန်းချက်ကိုလေးနဲ့ထားပြီးစဉ်းစားခဲ့ပါတယ်။ဒါပေမဲ့လည်း Fernandes ရဲ့မိသားစုကတော့ Sorry ကိုပြောင်းဖို့ဘယ်လိုမှနားချလို့မရနိုင်ခဲ့သလို Fernandes ကိုယ်တိုင်ကလည်းဥရောပမှာဆက်ပြီးကစားချင်နေပါတယ်။ဒါကြောင့် Fernandes က Portuguese icon စေဂျီရိုနယ်တို့ရဲ့ခြေရာကိုလိုက်နှင်းဖို့အဆင်သင့်မဖြစ်သေးပဲအိမ်လဲကလန်းချက်ကိုညှင်းဆန်လိုက်ပြီးဥရောပကိုပဲရွေးချယ်လိုက်ပါတယ်။အိမ်လဲကတော့အချိန်သိမ်းမရှိတော့တာကြောင့် Fernandes ကိုထပ်မံစူးစမ်းမှာမဟုတ်ပဲပြစ်မှတ်အသစ်ကိုပဲပြောင်းလဲခေါ်ယူသွားတော့မှာဖြစ်ပါတယ်။ Fernandes ကို Manchester United ကဒီအပြောင်းရွှေ့ကိုလက်ခံစေခြင်းကြောင့်သတင်းတွေထွက်ပေါ်လိုက်ပါသေးတယ်။ United ကနေရာဒီမှာအသုံးစရိတ်မရှိတော့တာကြောင့်ကစားမတွေကိုရောင်းချဖို့လိုအပ်နေပြီး Bruno အတွက်ပေါင်တန်း100ကိုမမောနေခဲ့ကြောင်းသတင်းတွေကဖော်ပြနေခဲ့ပါတယ်။ဒါပေမဲ့ဒီသတင်းတွေကမှားယွင်းနေကြောင်း Fernandes ကိုယ်တိုင်ပဲဖြေရှင်းပေးခဲ့ပါတယ်။ Fernandes က Sky Sports နဲ့အင်တာဗျူးမှာဒီအကြောင်းကိုအတိအကျဖြေပေးခဲ့ပါတယ်။ကျွန်တော်မှာခွင့်ရတစ်ခုရရှိခဲ့ပါတယ်။အသင်းဥက္ကဋ္ဌကကျွန်တော်သဘောထားကိုခေါ်မေးခဲ့ပါတယ်။သူတို့ကကျွန်တော်ဆုံးဖြတ်ချက်ကိုစောင့်နေခဲ့တာပါ။နီးပြအေမိုရီနဲ့စကားပြောပြတော့သူကမသွားဖို့တောင်းဆိုပါတယ်။ Manchester United ကလည်းကျွန်တော်ကိုမရောင်းချင်ခဲ့ပါဘူးသူတို့ကငွေမလိုပါဘူးတကယ်လို့ကျွန်တော်သွားချင်တယ်သူတို့ကခွင့်ပြုမှာပါလို့ Fernandes ကပြောခဲ့ပါတယ်။ Fernandes က Sorry ကိုမပြောင်းရွှေ့ခဲ့ဘူးဆိုပေမဲ့ဥရောပအသင်းကြီးတွေဆိုရင်တော့ပြောင်းရွှေ့သွားနိုင်ပါတယ်။ Fernandes ကို Real Madrid, Bayern Munich စတဲ့အသင်းကြီးတွေကစိတ်ဝင်စားနေကြပြီးစောင့်ကြည့်မှုတွေရှိနေပါတယ်။ United ကနောက်ရာသီမှာဥရောပဝင်ခွင့်မရရှိထားတဲ့အတွက် Fernandes ရဲ့အနာဂတ်ဟာ United မှာမရေမရာဖြစ်နေသေးတယ်လို့လည်းသိရပါတယ်။ Manchester United ခေတ်သစ်မှာသူတို့ရဲ့အသင်းကောင်းဆောင်ကအသင်းကိုဆက်လက်ဦးဆောင်ပြီးအောင်မြင်မှုတွေစီပြန်လည်ချီတက်သွားနိုင်မလားဆိုတာနေရာဒီမှာဆက်လက်စောင့်ကြည့်သွားရပါမယ်။အကောက်ဖွင့်ဆက်သွယ်ကစားခြင်းတော့ထိုင်းမှာရှင်ယမာညီအကိုတို့အတွက် line စိန် ID @messi55auto ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ခင်ဗျာ။